ထားတော့လေ တယ်ဘူးမှာကွာတာတူကိုရင်းလေဟုတ်လားကွာမစားတော့ဘူး အဆမ်သူ့စူပါဆိုလို့လေတိုင်လေးနဲ့သွားကွယ် အချစ်ကိုရှောင်ခွင့်နေတော့မင်းကြီးအချစ် မင်္ဂလာပါကျွန်တော်တို့ကမ်းခြေရောက်နေပါတယ်ကျွန်တော်ຫນွေရစီကြောင်ပိတ်ရဲ့ကမ်းခြေကိုအေရန်သူတွေလိုက်ပို့တာဖြစ်ပါတယ်ကျွန်တော်တို့ကိုကြီးစုရှောင်းရှောက်ပေးမဲ့ဦးလေးနဲ့အတော်ကတော့ဒီနှစ်ယောက်ဖြစ်ပါတယ်ငားလာတဲ့ကကဲအဲကောင်ကလုံးဝမအေးလို့အဲ့ဟိုတစ်ခေါက်ရောက်တာနဲ့တော့ခြားစီပဲပေါ့ဟိုတစ်ခေါက်ကတော့လုံးဝပင်နေတဲ့ကိုဆင်းလို့မရဒီတစ်ခေါက်ကတော့ရှစ်ရှောင်းမယ်ရှောင်းတယ် နှိတောက်လျှောက်လိုက်လာနော်များစာစားဖို့ကောင်းလေးကိုမှားလိုက်အောင်မင်္ဂလာပါခင်ဗျာခုကတော့9နာရီခွဲပြီပေါ့နော်ဒီနေ့ကအလုံးပေါ်ရာတွေအကုန်လုံးလဲစောင့်တော့မတ်တရအနေနဲ့ဝိုင်းကန်းကြီးကိုသွားမှာဖြစ်ပါတယ်အဲ့တော့လိုက်ခဲ့ပြကြပါဦးခင်ဗျာခုကတော့ညနေတဲ့တော့တိုက်ရှင်မို့ချိုးဟိုကောင်လေးနှိုးလိုက်ပါဦးမယ်ဒါပါပဲခင်ဗျာအလုံးလုပ်ဖို့ပဲပေါ့နော်အဓိကလုပ်ဖို့ပဲကြံတော့အိမ်ထဲဖို့ပဲပေါ့နော်ညာအိပ်ပျော်သွားတယ်မထည့်ရသေးဘူးအခုအိမ်ထဲလိုက်ပါဦးမယ်ခင်ဗျာညီရော ready ပဲအောက်ဆင်းပြီးတော့ဟွာတွေကိုတော့စောင့်ပါပဲခင်ဗျာ မမရရတရားညငုံပြပါဦး6နာရီခွဲချိန်တာပါခုကတော့9နာရီထိုးဖို့7မိနစ်ဆိုတော့နည်းနည်းလေးတော့နောက်ကျတယ်ပါအုံးနေပါခုဒီထဲတော့ပါထဲတော့နားနားပြင်မာကတော့နည်းနည်းအေးတယ်ပေါ့နေတော့မဟုတ်နည်းနည်းထပ်ပို့တယ်ပေါ့အေးပါလေအဲ့တော့မျိုးဟန်တို့စောင့်ပါမယ်အများနဲ့မျိုးဟန်တို့ကနောက်ကျတယ်ပါအဲ့တော့သူတို့အောက်မှာစောင့်ရင်းနဲ့ coffee ဘာညာတောက်လိုက်ပါအောင်ပါခင်ဗျကဲဒီမှာတာဦးတို့ကတော့ ready ပါပဲကားမှာလည်းပို့ပြီးတော့ပြန်ပို့6နာရီလောက်ထားတော့ချင်းနေဘယ်လိုရှိလဲ ဆောင်းရထားအားနေဖြီချိုးရတယ်လည်းချင်းနေဆုံး အဲ့လို ချမ်းကောင်းပေါ့ပေါ်သွားအောက်သွားရိုက်ကျိုးပြီးလာတယ် coffee ဝယ်နေပါလေ hot mocha ပါတလန်းလုံးကိုရီးယားကားမောင်းအောင်ဆိုတော့ခဏနာရီခွဲပါ ရလေးကိုတရားရွယ်လား စားထွက်ပါပြီခုကတော့ကားစီကိုသွားနေပါလေခင်ဗျာ ပါဗျာဝယ်ပါဗျာ โอเคပါခင်ဗျာ ဝယ်ပါဗျာကျောင်းမှာတက်တော့ရတာလေ ပုံတက်လို့ရတယ် ကုန်တက်လို့ရကုန်တက်လို့ရ ပြေးမနေခေါင်းလိုက်လိုက်ခေါင်းလိုက်လိုက်နေပြန်တော့ အဲ့လိုရေးဆောင်ရတယ် တုံးဖွင့်လိုက်လေပြေးထက်နည်းနည်းတက် လက်နေတယ်ပြူးကြောင်တော့နေပြီ ထတော့ဟာခီးသွားတော့ သူကလား ဟုတ်ပါသူတို့က expander လားဘာလို့ခေါ်ရမသိဘူးဟုတ်ပြီလားဟုတ်တော့တော့ H မောင်ခွေရောက်မောင်းတော့ရောက် ဘုံတို့အထွတ်မှာစီထည့်ပါမယ်လက်စီဆိုင်မှာထည့်ပါပါဒီမှာအကောင်လေးရှိပါတယ် ဒီနို့ စီဖြည့်ပါမယ်ဟာဟင်းဒီကိုစီအပြည့်ဖြည့်သွားမယ်နောက်ဖက်ပြန်ရင်အပြည့်ထပ်ဖြည့်မယ်
ကားမောင်းတဲ့သူကိုအားနာလို့မအိပ်ဘူးတဲ့ဒါကားမောင်းတဲ့သူမအားနာတယ် ကိုကတော့ပေါက်တော့ပါခဏနားပေါ့ဒီမှာမနက်စာစားပါမယ်အိတ်လား အေးဘူးမအေးဘူးကားပေါ်မှာဆိုရင်ကားပေါ်မှာဆိုဘယ်လိုနေရလဲဆိုရင်သိရမလားဟိုကုန်းပေါ်ရောက်နေတဲ့ငါးလို့ဆောင်းဖြက်လက်မေးကြည့်လိုက် driver မေးကြည့်လိုက် driver ဝေးကြည့်လား ကိုမရသေး breakfast မရအောင်ကျက်ကြုံမရသေးလားမရဘူးဆက်နေတော့ ဘာတွေရလဲ လုံးဝကြတော့အမရှိရ 29ပဲစားလေဘာကွာလဲ150 ဝေးရ chicken ဒီ ထဲမှာရှာကြီး ဘာကြီးလဲ ဟုတ်သူရရဟိုစားလို့ငါအဲ့ဒါ ဆုံးမပါဘူး ပါကေ big breakfast နိုးအကုန်ဆက်နေသူက ရှေ့ပဲ ကိုချက်ကြီးက big mac လား185ဆက်က ဇက်ကတော့ 185တယ်ဘူးမှာဝတ်သားတူကိုရီလေဟုတ်တာကိုရီမစားတော့ အဆန်ပြုတ်နော်ရှေ့ ကျွန်တော်ကိုရီနဲ့ကြောက်ပြီ ကြောက်ဝင်းနဲ့ဆန်ပြုတ်နော်ဘာလို့မကြိုက်ဘူးဘာလာမဟုတ်ဆောင်းမင်းပါက ကိုချက်ကြီးကညီမတို့ဘာရအဲ့မှာပါသွားတာအဲ့မှာပါသွားရှာရှိတော့မယ်ဟုတ်မဟုတ်ဒီမှာစားချင်တယ် big mac အော်ဒီမှာအစစ်တန်းရှိတယ်ပြောတာငါဟာအစစ်တန်းရှိတယ် ဆောင်းမင်းပါကဟုတ်လားဘူးမာလားဟုတ်နေမဟုတ် ဟုတ်ပါဘူးယူရည်လားဘသူအာလူတော့မရသေးရနဲ့ဘူးအာလူတော့ မင်းကဘာမာလား ဘလိုလေးတာ ဘုံထဲပဲဖြစ်တယ်လေထဲပဲဖြစ်တယ် ဒီမှာဖွင့်တာ အေးခုမှဖွင့်တော့ကွာစားနေဒီဆိုင်လေးကိုစားနေတာအဲ့ဒါမရှိဒါတော့စောနေတော့မတော်နယ်ပဲစားလိုက်ရငားလာတဲ့ကကဲအဲကောင်ကလုံးဝမအေးလို့အဲ့ဒါဘာရှော့ပြအဲ့တော့ဘာရှော့မှာနန်းတော့မှာပြရတာပေါ့နော်ဘီကွတ်မှာဟွာရောက်ဟာလေအဲ့တော့အဲ့မှာပြရပါမယ်2 နာရီတောင်စောင့်အောင်မယ်ကားကွန်ပရက်ဆာပေါက်တာတဲ့ဆိုတော့ကားအသစ်တစ်စီးလဲပေးမယ်တဲ့သွားမဲ့ကမ်းခြေကိုရအောင်မောင်းပေးပါတဲ့ဆိုပြီးတော့ပြောပါတယ်ဆိုတော့အဲ့လိုပဲမောင်းတော့မှာပေါ့အဲ့တော့မှသူတို့ဘယ်လိုလုပ်ပေးမလဲတော့မသိဘူးခုကတော့အဲ့လိုပြောတယ်ပေါ့နော်အဲ့တော့အဲ့ဒါကြီးအဲ့2 နာရီလောက်ကြီးကိုပူပူလောင်လောင်ကြီးနဲ့တော့ငားတဲ့ကောင်မောင်းပါဆက်လက်ချီတက်လိုက်ပါဦးမယ်ကဲရောက်ပါပြီများနောက်ဆုံးခေရပေါင်းသသိန်းနဲ့ဒီမှာကမ်းခြေကြီးပါရှစ်ဒါတော့ကိုနေရမယ့်အခန်းလေးပေါ့နော်4 ယောက်ခန်းကို2 ခုငှားထားပါလေဖီလာပေါ့ရွန်တိုလေးပြပါမယ်ပေါ်တာလေးလည်းလိုက်ပြပါမယ်
shit နော်ပေါ်ရပါအခန်းဒါကနောက်ထပ်တစ်ခန်းဖြစ်ပါလိမ့်ခင်ဗျာနည်းနည်းတော့တွန်းချလိုက် ဒါဒီနေ့မကိုက်သေးဘူးရှင်းတော့ဝင်လာတော့ဒီလောက်ပါဒါတော့မှနေပြန်မရပါဘူးဒီလောက်ပါရှောက်မယ်ရှောက်တယ်ရှောက်တယ်နော် နှိတောက်လျှောက်လိုက်လာနော်များစာစားဖို့ကောင်းလေးကိုမှားလိုက်အောင် ချက်ဖို့လေဟုတ်တယ်မလား ဥစ္စာ ကိုရင်ပို့ထည့်ပြီနော် ဒါဒီကနန်းကြောင်းလေးကုန်ပါဒါပြန်မရဘူးဒါအိမ်ကနေအဲ့ဒါပြန်မှဒါတင်းစားလို့ရ ပြန်နေတော့လေမပြန်လဲတော့လေမောင်လေးမောင်လေး အောင်မဘာတိအောင်ဟာဒီတိုင်းကြာနော်ဒီလေးကောင်းတယ်ကျွဲဖြစ်ပြန်ဝယ်ပြီးလိုက်နေနားလေတောင်းနေဒီကိုပြေးတာဟုတ်ပါဘူးဒီလောက်ကဘလို့ကမယ်depression ပါ depression ပါလေတော့ every ရမယ် every sorry babe don't want to မင်္ဂလာပါကျွန်တော်တို့ကမ်းခြေရောင်းနေပါတယ်ကျွန်တော်တို့နွေရာသီကြောင်ပိတ်ရက်ကမ်းခြေကိုအိမ်ရလူတွေလိုက်ပို့တာဖြစ်ပါတယ်ကျွန်တော်တို့ကိုကြီးစုရှောင်းရှောက်ပေးမဲ့ဦးလေးနဲ့အတော်ကတော့ဒီနှစ်ယောက်ဖြစ်ပါတယ်ဒီနှစ်ယောက်ပါဒါသူတို့နှစ်ယောက်ကတော့ကျွန်တော်တို့ဟိုဖြစ်ပါတယ်ကျွန်တော်တို့ဟိုးမှာမြင်နေရတဲ့စာတော်တဲ့3ယောက်ကြောင့်ကျွန်တော်တို့ဒီကမ်းခြေကိုရောက်လာတာပါစာအညာဆုံးတစ်ယောက်လည်းကျွန်တော်တို့ခေါ်ပြီးတော့တနာလို့ခေါ်ပြီးတော့လိုက်ပို့ပေးခဲ့အကုန်လုံးရောပြောပါရောပြောတယောက်ကိုကျွန်တော်ပြပေးပါမယ်ဒီမှာဒီကောင်စာတင်ညံ့တာဒီကောင်စာတင်တိတ်လေးချက်မပြေဘူး မပါလာလို့ အကျိုး အခန်းထဲမှာဆိုအဆင့်30ပါဟိုကလည်းအခန်းထဲမှာ31ယောက်ရှိပါတယ်တယောက်ကမလာပါဘူး အမေကြီး နေရောလေ ကလာကြတယ်တပူးတဲ့မှာ ပြောင်းလောင်းဘေးဘေးကြီး မောက်ရတွေထွက်မောက်ရတွေထွက်ရောင်း ပြောင်းလောင်းဘေးဘေးကြီး နေရတဲ့လူဒီဝါလေမင်းတို့ဘာမှမရှိဘူးဒီကြီးလိုက်နေရောက်ပါမှာဥပပြန်ဝင်လို့ရနော်ပေါက်กว่าဘယ်တော့ဘယ်တော့စောမဲ့ကောင်လဲပေးစောမဲ့ကောင်ပေးစောမဲ့ကောင်လားတိတယ်အဲ့ဖမ်းလို့ရတယ်ဒီဖေးအခုကတော့ညစာဟော့ပေါ့တော့တောက်မှာပါဘာဖြစ်လို့ဟော့ပေါ့ပဲတောက်ရတာလဲဆိုရင်ဒီလူနဲ့ကအဲ့လိုစားလဲမတန်တယ်လို့ဖြစ်တယောက်ကို300 400နဲ့ဆိုလို့သူတို့နဲ့ကတော့ဟော့ပေါ့ဘူဖေးပဲရအဲ့တော့ဘယ်ခီးတော့ဟော့ပေါ့ဘူဖေးရှာပြီးပဲတောက်ပါလိမ့်
Chinese hot pot ပါအိုက်ဆိုင်မှာကြိတ်ပါမယ်ညာအကြိုင်စကားပြောရင်စားဖို့ဝင်ဝင်နေပါခင်ဗျ။နောက်ကတော့ rapper တွေပါဒါတော့ဘာပြောတော့ကြီးဖြစ်တာကြီးဖြစ်တာဒါတော့ကိုညီပါကိုညီတေးဒီဘက်မှာ ညနေတလားတော့ဒီရတဲ့ကျိတ်မယ်ဖြစ်ပါတယ် သူများရဲ့ဒါတွေကတစ်လားစာလောက်ရှိရနော်ညီတရက်တည်းကြိတ်မှာ ဒီရတဲ့မဟုတ်ပါဘူးတညပဲ ဟုတ်သူတို့မေးကြည့်နေတယ် လာဝိုင်းတင်လာဝိုင်းတင် ဟိုင်းတင်ဟိုင်းတင်ပတ်စီရိုင်း နင်းနေမှန်းတော့မဟုတ်ဘူးဟောဝိုင်း